ထိုင်းနိုင်ငံတဝမ်းမှာရှိတဲ့ရင်ထဲရင်တပ်ဖွဲ့တွေကဒီနေ့ဧပြီလ3ရက်နေ့ကစပြီးလဲအန်ရီကင်းရှင်းဖို့အတွက်ရင်စီကဲလဲစီကဲတွေကိုတင်းတင်းကြပ်ကြပ်စတင်အရေးယူတော့မယ်လို့ဆိုပါတယ်။မနေ့ကမတ်လ31ရက်နေ့မှာတတိပေးတဲ့ကာလကုန်ဆုံးသွားပြီဖြစ်လို့ဧပြီလ3ရက်နေ့ကစပြီးဒဏ်ကြေးတွေကိုတိတိတတ်တာတိုးမြှင့်လိုက်ပါတယ်။တမက်အရှိန်နှုန်းထဲပုံမောင်းတာမီနီဖြတ်မောင်းတာလူကူးမြင့်ကြမှာရက်မပေးတာကားမောင်းနေစဉ်လက်ကိုက်ပုံအသုံးပြုတာတွေအတွက်ဒဏ်ငွေဘတ်4000ထိချမှတ်ထားပါတယ်။လမ်းပြောင်းပြန်မောင်းတာစိုက်ကယ်စီအုတ်ထုပ်မစောင်းတာနဲ့ရင်မောင်းကိုခရီးသည်ပါကားထိုက်ခုံခပတ်မပတ်တာအတွက်အရေးယူသွားမယ်လို့ဆိုပါတယ်။အထူးသဖြင့်တော့အရက်တောက်စားပြီးမောင်းနေတာနဲ့အများပြည်သူအန်ရဖြစ်အောင်မောင်းနေတာတွေကိုဒဏ်ငွေဘတ်2000ဒါမှမဟုတ်ထောင်ရန်အထိအပြည့်ပေးအရေးယူသွားမှာဖြစ်ပါတယ်။အခုလိုစီကန်းတွေကိုတင်းတင်းကြပ်ကြပ်လုပ်တာဟာတနိုင်ငံလုံးမှာလမ်းဘေးကင်းဖို့နဲ့မဖြစ်တဲ့မတော်တဆမှုတွေကိုလျှော့ချဖို့အတွက်ဖြစ်တယ်လို့အာဏာပိုင်တွေကဆိုပါတယ်။အထူးသဖြင့်ကားအသွားလာများတဲ့မြို့ကြီးတွေနဲ့ခရီးသွားတွေစီကားနေတဲ့နေရာတွေကိုပိုပြီးခရီးဆိုင်လှုပ်ဆောင်သွားမယ်လို့ထိုင်သတင်းတွေကဆိုထားပါတယ်။